ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများသည်အဘယ်ကြောင့်အလွန်အရန်ရေးကြီးပါသလဲပြည်သူ့ကျန်းမာရေးသည်ယောဂထိန်းချုပ်ရေးနှင့်ကာကွယ်ရေး၏အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သည်ဒါဆိုဘာလို့ယောဂတွေဖြစ်တတ်လဲယောဂများပြန့်ပွားရန်အတွက်ပါဝင်ပစ္စည်း၃မျိုးလိုအပ်ပါသည်ပိုးမွှားများ agent ပိုးမွှားရှိသူပတ်ဝန်းကျင်ဤပါဝင်ပစ္စည်းများသည်ယောဂများဖြစ်ပါစေသည်ယောဂများပြန့်ပွား၍ဤပါဝင်ပစ္စည်းများအလုံးလိုအပ်ပါသည်အင်ရှင်ကိုရည်ညွှန်းသည်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ပိုးမွှားဓာတုပစ္စည်းသို့မဟုတ်ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေသည်ယောဂသို့မဟုတ်ထိခိုက်ဒဏ်ရာရပါစေသည်ဗိုင်းရပ်စ်များပိုးမွှားများဓာတ်ရောင်ခြင်းရုပ်ပိုင်းဆိုင်ရာအန္တရာယ်များဓာတုပစ္စည်းများအင်ရှင်ကိုရည်ညွှန်းသည်ဥပမာအားဖြင့်လူနှင့်တိရစ္ဆာန်များသည်ယောဂများဖြစ်ပွားတတ်ပါသည်ကလေးများအိမ်နီးချင်းများအိမ်မွေးတိရစ္ဆာန်များကိုယ်တိုင်ပတ်ဝန်းကျင်ကိုရည်ညွှန်းသည်အနီးတစ်ဝိုက်တွင်အေဂျင့်တဦးသည်အေရှင်ထံသို့ရောက်ရှိခြင်းဖြစ်ပွားရသည်ဥပမာအားဖြင့်လေရေအစားအသောက်အိမ်သာအညစ်အကြေးများဤပတ်ဝန်းကျင်ဆိုင်ရာအချက်များသည်ကျွန်တော်တို့ဤကျန်းမာရေးအရေးအသွေးကိုအထောက်အကူပြုပါသည်ယောဂဖြစ်ပွားသောအခါကူးစက်ယောဂဗေဒတက်ခွဲခံပြည်သူ့ကျန်းမာရေးအားလုံးများကိုယောဂတွေရပ်တန့်ဖို့အတူတကွလှုံ့ဆော်ကြပါသည်ကူးစက်ယောဂဗေဒများကပိုးပွားများရှိသူတွေကိုတောင်းဆိုချင်ပါသည်ဘယ်သူလဲဘယ်အချိန်လဲဘယ်မှာလဲတက်ခွဲခံသမားများသည်အေဂျင့်ကိုမေးချင်ပါသည်ဘာပါလဲပြည်သူ့ကျန်းမာရေးအထူးကုဆရာဝန်ကြီးများကသဘာဝပတ်ဝန်းကျင်ကိုအထူးထားမေးမြန်းပေးပါသည်ဘာလို့ပါလဲဘာကြောင့်ပါလဲကုသယောဂဗေဒတက်ခွဲခံနှင့်ပြည်သူ့ကျန်းမာရေးဝန်ဆောင်များမှယောဂထိန်းချုပ်ရေးအတွက်မေးအပ်ပါသည်ယောဂတစ်ခုဖြစ်ပွားပုံနှင့်အကြောင်းရင်းကိုဖြေဆိုခြင်းကအေဂျင့်များကိုအေရှင်များထံမှတားဆီးရန်နည်းလမ်းများကိုရှာဖွေပေးဖို့အတွက်ကူညီတောင်းပါသည်ဒီတော့ disease causation trial ကိုပြန်သွားရအောင်ကုသယောဂဗေဒတက်ခွဲခံနှင့်ပြည်သူ့ကျန်းမာရေးဝန်ဆောင်များမှပူးပေါင်းဆောင်ရွက်ပြီးအတူတကွလှုပ်ဆောင်ရခြင်းဖြစ်ပါသည်ယောဂကာကွယ်ခြင်းအကာအကွယ်တစ်ခုအေဂျင့်များကိုပတ်ဝန်းကျင်မှတဆင့်အင်ရှင်ထံသို့မရွှေ့ပြောင်းအောင်တားဆီးရမည်ဆမ်မနလာသည်စက်သားစိမ်းများတွင်မကြာခဏတွေ့ရလေရှိပါသည်လူကိုလည်းဖျားဆီးခြင်းဖြစ်ပါသည်မိသားစုလိုက်ထမင်းသွားစားကြသည်စားသောက်ဆိုင်များကလည်းဆလမန်နဲ့ပိုးမွှားများကိုမိသားစုထံမရောက်နိုင်စေဖို့အတွက်ကူညီပေးပါသည်လက်ဆေးပါသည်ဆေးခတ်ပေးပါသည်လက်အိတ်များဝတ်ဆင်ပါသည်ဒါဆိုပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများကဘာကြောင့်အရေးကြီးပါသလဲပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများကိုဘာကြောင့်ဘယ်နေရာမှာရရှိနိုင်ပါသလဲယောဂများကိုဒီလာမဲ့အနာဂတ်မှာမပွားများအောင်တားဆီးရမှာဖြစ်ပါသည်ယောဂဖြစ်ပွားမှုကိုရပ်တန့်မှုနှင့်နောင်လာမဲ့သူများကိုတားဆီးရန်လှုံ့ဆော်များကိုအကြံပြုပါသည်နောက်ဆုံးတော့ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများသည်ယောဂထိန်းချုပ်ရေးတွင်အရန်အရေးကြီးပါသည်